Hello အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့တန်လင်ကိုကားမောင်းသွားတဲ့ vlog လေးရိုက်ပြီးတော့တင်ဆက်ခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ဖြတ်တန်းလာတဲ့တရားကတော့တန်လင်တရားအမှတ်3ဖြစ်ပါတယ်ဒီတရားကိုတရားဝင်အားဖြင့်ပဲခူးမြစ်ကူတရားတန်လင်တရားအမှတ်3လို့ခေါ်ပါတယ်ဒီတရားဟာရန်ကုန်မြို့တာဂီတာမြို့နယ်နဲ့တန်လင်းမြို့နယ်တို့ကိုပဲခူးမြစ်ကိုဖြတ်ပြီးဆက်သွယ်ပေးထားတဲ့တရားတစ်ကြီးတစ်စင်းဖြစ်ပါတယ်။ဒီတရားကို2024ခုနှစ်ဇွန်လမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။တန်လင်းတရားအမှတ်3ရဲ့စုစုပေါင်းအရှည်ကတော့2633မီတာ8638ပေခန့်ရှိပါတယ်။တာဂီတာဘတ်ချမ်းမှာချင်းကတ်တရားအပိုင်းအရှည်602မီတာခန့်ရှိပြီးတန်လင်ဘတ်ချမ်းမှာတော့809မီတာခန့်ရှိပါတယ်။ပင်မတရားအပိုင်းကတော့1224မီတာခန့်ရှိလျားပါတယ်။တန်လင်မှာဘာသာရေးအဆောက်အုံတွေပြင်ရှေးဟောင်းအဆောက်အုံတွေနဲ့နိုင်ငံခြားသမိုင်းနဲ့ဆက်ဆက်နေတဲ့နေရာတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့တန်လင်ဟာရှေးကလေးကနိုင်ငံခြားကုန်သည်တွေနဲ့ဆက်သွယ်မှုရှိခဲ့တဲ့စိတ်ကံမျိုးတစ်မျိုးဖြစ်ခဲ့လို့ပါဒီနေရာမှာတန်လင်သမိုင်းကစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ခုကိုပြောပြချင်ပါတယ်ဒါကတော့ပေါ်တူဂီလူမျိုးတွေနဲ့တန်လင်ရဲ့ဆက်နွယ်မှုပါ16ရာစုနဲ့18ရာစုတွေမှာပေါ်တူဂီတွေဟာမြန်မာနိုင်ငံထဲကိုကုန်သည်တွေနဲ့စစ်သားတွေအဖြစ်ဝင်ရောက်လာခဲ့ကြပါတယ်အဲ့ဒီထဲမှာလူသိများတဲ့ပေါ်တူဂီတူကတော့Philip del Bursto e Nago ဖြစ်ပါတယ်။မြန်မာရာဇဝင်မှာတော့သူ့ကိုငဇင်ကာလို့လူသိများပါတယ်။ငဇင်ကာဟာတန်လင်ကိုအခြေပြုပြီးအာဏာကိုတိုးချဲ့ခဲ့သူဖြစ်ပါတယ်။အဲ့ဒီအချိန်ကတန်လင်ဟာစိတ်ကမ်းမျိုးဖြစ်တဲ့အတွက်ကုန်သည်ရေးနဲ့နိုင်ငံရေးရအရေးကြီးနေခဲ့ပါတယ်။ဒါကြောင့်တန်လင်ကိုထိန်းချုပ်နိုင်တာကစိတ်ကမ်းနဲ့ကုန်သည်ရေးကိုထိန်းချုပ်နိုင်တာနဲ့တူပါပဲ။ဒီလိုနဲ့တန်လင်ဟာစီးရဲနဲ့နိုင်ငံရေးအရအရေးကြီးတဲ့နေရာဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့1673ခုနှစ်အတွင်းတန်လင်ကိုမြန်မာတပ်တွေကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ငဇင်ကာရဲ့အာဏာလည်းအဆုံးသတ်ခဲ့ပါတယ်။ဒီသမိုင်းတွေကိုနားထောင်ပြီးတော့ဒီနေ့ခေတ်တန်လင်မြို့လမ်းတွေကိုပြန်ကြည့်မယ်ဆိုရင်တကယ်ကိုထူးခြားတဲ့ခန်းစားချက်ရရှိပါတယ်။အခုကျွန်တော်တို့ကားမောင်းနေတဲ့လမ်းတွေပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကလူတွေဟာစစ်ရေးနဲ့နိုင်ငံရေးအတွက်လှုပ်ရှားခဲ့ကြပါတယ်။ဒီနေ့မှာတော့အဲ့ဒီနေရာတွေဟာလူနေအိမ်တွေဆိုင်တွေလမ်းမတွေနဲ့ပြည့်နှက်နေပါပြီ။သမိုင်းဆိုတာကလည်းဒီလိုပါပဲ။အချိန်တွေပြောင်းသွားပေမဲ့နေရာတွေကတော့တစ်ခါတလေအတိတ်ကိုထိမ့်သိမ်းထားတတ်ကြပါတယ်။တမ်လင်တမိုင်းနဲ့ပတ်သက်ပြီးလူအများစိတ်ဝင်စားကြတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဓမ္မစေတီခေါင်းလောင်းပါဓမ္မစေတီခေါင်းလောင်းကဟန်တာရီဘရင်ဓမ္မစေတီမင်းလက်ထက်မှာတည်လုပ်လူတန်းခဲ့တဲ့ခေါင်းလောင်းကြီးဖြစ်တယ်လို့ရာဇဝင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်နောက်ပိုင်းမှာငဇင်ကာကဒီခေါင်းလောင်းကြီးကိုတန်လင်ဘက်ကိုတည်ဆောင်လာပြီးအမြောက်လုပ်ဖို့စ조사ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ဒီခေါင်းလောင်းကြီးကိုမြစ်ထဲကနေတည်ဆောင်လာတဲ့အချိန်မှာဖောင်ပြက်ပြီးရေအောက်ကိုနှိမ့်မြုပ်သွားတယ်လို့ပြောကြပါတယ်။ဒီဇက်လက်နဲ့ပတ်သက်ပြီးသမိုင်းမှတ်တမ်းနဲ့ဒဏ္ဍာရီဆန်တဲ့ပြောစကားတွေရောနှောနေတတ်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီဇက်လန်ကနှစ်ပေါင်းရာနဲ့ချီပြီးယနေ့အထိလူတွေစိတ်ဝင်နေကြစေကိစ္စတစ်ခုဖြစ်ပါတယ်။ဆက်လက်ပြီးတော့တန်လင်တီလဝါလမ်းတစ်အကြောင်းလေးနည်းနည်းလေးရှင်းပြပေးချင်ပါတယ်ဒီလမ်းအသက်မဖောက်ခင်တုန်းကဆိုရင်တန်လင်ကနေကြောက်တန်းကိုသွားဖို့လမ်းရဲ့အခြေအနေကအတော်လေးဆိုးတာကြောင့်အချိန်တော်လေးပေးခဲ့ရပါတယ်စမွန်ကြဖို့တာကတော့ဟိုးရင်ခေတ်တုန်းကဆိုရင်တန်လင်ကိုလာဖို့ဆိုရင်လှေနဲ့ဖြတ်ပြီးတော့မှလာရတယ်ပြီးတော့မှဒီဘက်ကနေလိုင်းကားတွေစီးပြီးတော့တန်လင်မြို့ကိုဖြတ်ပြီးလို့ရှိရင်တန်လင်ကြောက်တန်းကိုသွားတဲ့လိုင်းကားတွေနဲ့ဖြတ်ရတယ်လို့ကြားခဲ့ပူပါတယ်။ဒါပေမဲ့စမုံငယ်တုန်းကတန်လင်ကြောက်တန်းကိုပထမဆုံးရောက်ဖူးတဲ့မှတ်တရတော့ရှိပါတယ်။ငယ်တုန်းကလာတော့ဆိုရင်တန်လင်အမှတ်1တရားတော့ဆောက်လုပ်ပြီးစီး
သွားပြီးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်တန်လင်းကြောက်တန်းကိုလိုင်းကားနဲ့သွားခဲ့ဘူးတာတော့အခုအထိအမှတ်ရနေသေးပါတယ်ဒါပေမဲ့အခုချိန်မှာတော့တန်လင်းကြောက်တန်းလမ်းမကြီးကပေါ့နော်ဒီတန်လင်းသုံးခွခရမ်းမျိုးတို့ကိုအလွယ်တကူလင်းလင်းမြန်မြန်သွားလာနိုင်တယ်လို့ရန်ကုန်နဲ့တီလိုဝါဘက်ကိုလည်းသွားလာရမှာပုံမအဆင်ပြေချောမွေ့ပြီးတော့ချောမွေ့စေဖို့အတွက်ရည်ရွယ်ပြီးတော့ဖောက်လုပ်ထားတဲ့လေးလန်းသွားလမ်းမကြီးတစ်ခုဖြစ်တယ်ဒီလမ်းကိုတော့ Mass Myanmar Construction ကနေတော့ဆောက်လုပ်ခဲ့ပြီးတော့ဂျပန်နိုင်ငံ Deccan Corporations က main contractor အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်ပေါ့နော်ဒါအပြင် Nippon Core ကလည်း consultant ဖြစ်ပါဝင်ခဲ့ပါတယ်ဒီအဆိုပါစီမံကိန်းက JICA ODA လုံးနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ရန်ကုန်မြို့နယ်တီလဝါအထူးစီးပွားရေးဆောင်ချသွားလာရေးပုံမှုကောင်းမွန်လာဖို့ရန်အတွက်အရေးပါတဲ့လမ်းမဆက်သွယ်ရေးစီမံကိန်းတစ်ခုဖြစ်တယ်လို့လည်းသိရှိရပါတယ်တန်လင်းမှာလေပတ်လို့ကောင်းတဲ့နေရာတွေတမိုင်းဝင်နေရာတွေဖျားတွေပန်းဖြေနေရာတွေတမိုင်းဝင်အဆောက်အုံနဲ့ဘာသာရေးဆိုင်ရာနေရာတွေအများကြီးရှိတယ်လို့လည်းသိရပါတယ်တန်လင်းမှာလေပတ်သွားလာတဲ့နေရာတွေထဲမှာနံပါတ်1ကတော့ကြိုက်ခောက်ဖျားကြိုက်ခောက်စီတီပေါ့နော်တန်လင်းရဲ့အထင်ကရနေရာတစ်ခုဦးနေရာတစ်ခုဖြစ်ပြီးတော့တောင်ကုန်းပေါ်ကနေပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်လို့ကောင်းပြီးတော့အရန်တာယာလှပတဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကတော့ရှေးဟောင်းပေါ်တကူဖျားကျောင်းဖြစ်တယ်တန်လင်းရဲ့ပေါ်တကူခေတ်သမိုင်းနဲ့ဆက်တွယ်နေတဲ့ရှေးဟောင်းအဆောက်အုံတစ်ခုဖြစ်ပါတယ်ရှေးဟောင်းသမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဆိုရင်တော့သွားကြည့်တဲ့နေရာလို့တော့ထင်ပါတယ်ပြီးတော့အခုအသစ်ဆောက်လုပ်ပြသထားတဲ့ရေနံပြတိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့ရေနံပြတိုက်ကိုလည်းတွားရောက်လက်ပတ်လို့ရပါတယ်ပြီးရင် Star City ဝင်းထဲမှာရှိတဲ့ River Park ဒါကတော့Star City ဝင်းထဲမှာရှိတာပါဆိုတော့မြစ်ကမ်းဘေးမှာ EAC ပန်းပြေးပြီးတော့ဓာတ်ပုံရိုက်လို့ရတဲ့တင်တော်တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့တန်လင်းအပြင်နည်းနည်းထွက်ပြီးတော့သွားလို့ရတဲ့နေရာကောင်းတဲ့နေရာတွေကတော့အထင်ကြီးဖြစ်တဲ့တန်လင်းကြောက်တန်းရေလေဖျားပေါ့နော်ဆိုတော့တန်လင်းကနေပြီးတော့ဆက်ပြီးတော့သွားမယ်ဆိုရင်ကြောက်တန်းမြို့ကိုရောက်မယ်ကြောက်တန်းမြို့မှာဒီရေလေဖျားတော့များသောအားဖြင့်သွားဖူးကြတာမျိုးလည်းသိရတယ်ပေါ့နော်ဆိုတော့ဒီဖျားကဒီမြစ်ထဲမှာကျုံငယ်လေးပေါ်မှာတည်ထားတဲ့ဖျားဖြစ်တယ်တာမန်ဖျားရည်နဲ့မတူပြီးတော့လှေနဲ့သွားလို့ရတယ်ဆိုတော့မိသားစုတွေတငယ်ချင်းတွေနဲ့ day trip သွားလို့ရပြီးတော့တင့်တော်တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်တန်လင်းကလူဦးရေ2သိန်းကျော်နေထိုင်တဲ့မြို့နယ်တစ်ခုဖြစ်တယ်မြန်မာလူမျိုးအများစုနေထိုင်ကြသလိုအခြားတိုင်းသားတွေဘာသာရေးရလဲကွဲပြားမျိုးစုံကွဲပြားတဲ့လူမှုအတိုင်းဝိုင်းရှိရဲဆိုတာလည်းသိရပါတယ်စီးပွားရေးဘက်မှာတော့စိုက်ပျိုးရေးနဲ့ငါးလုပ်ငန်းတွေရှိသလိုအဓိကတီလဝါအထူးစီးပွားရေးဇုံဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကတီလဝါအထူးစီးပွားရေးဇုံဖြစ်တာကြောင့်စက်မှုလုပ်ငန်းတွေနဲ့ကုန်သွယ်ရေးအတွက်လည်းအရန်ရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါအတွက်သွားမယ်ဆိုရင်ကြိုက်ခောက်ဖျားရှေးဟောင်းပေါ်တကူဖျားကျောင်းစတဲ့သမိုင်းဝင်ဘာသာရေးဆိုင်ရာနေရာတွေရှိတာကြောင့်လက်ပတ်စရာကောင်းတဲ့မျိုးတစ်ခုဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်ပါတယ်တန်လင်းကသမိုင်းရှိတယ်ယဉ်ကျေးမှုတွေစုံလင်တဲ့စီးပွားရေးအရာအရေးပါတယ်လက်ပတ်စရာကောင်းတဲ့ရန်ကုန်မြို့ကအနည်းဆုံးမြို့ဖြစ်တယ်ဆိုတာကိုယူဆမိပါတယ်တန်လင်းကိုလာမယ်ဆိုရင်တော့ကိုပိုင်ကားနဲ့လာလဲလို့ရတယ်လို့YBS စီးပြီးတော့လည်းအလွယ်တကူလာရောက်နိုင်ပါတယ်အဓိကအဖြစ် YBS နံပါတ်တွေကတော့နံပါတ်31 32 80 86 95နဲ့129တို့ကတန်လင်းနဲ့ကြောက်တန်းကိုအဓိကပြေးဆွမ်းနေတဲ့လိုင်းကားတွေဖြစ်တယ်ပေါ့နော်ဆိုတော့ရန်ကုန်မြို့လယ်ကနေလာမယ်ဆိုရင်ပန်းဆိုရန်ကနေထွက်တဲ့ YBS 31တွေ YBS 80တွေကတော့အဓိကအသုံးဝင်တဲ့လမ်းကြောင်းတွေဖြစ်တယ်ဆိုတာလည်းဟောပြပေးချင်ပါတယ်အခုဆိုရင်တော့တန်လင်းကြိုက်ခောက်ရဲ့မုတ်ဦးအဝင်ဖြစ်ပါတယ်ဒီမှာဆိုရင်ဖျားဖူးတွေကတော့ဒီမှာဝင်ပြီးတော့ဖျားဖူးလေးလာ
ဖျားဖူးဝင်ရောက်နိုင်တယ်ပေါ့နော်ဆိုတော့ဒီကနေဆက်သွားမယ်ဆိုရင်တော့ဖျားကုန်းလမ်းစုံကိုရောက်ရှိမှာဖြစ်တယ်ဖျားကုန်းလမ်းစုံမှာဆိုရင်တော့ဒီမှာဈေးလည်းရှိတယ်ဒီလမ်းစုံမှာဆိုရင်စိုက်ကယ်ဘေးရဲတက်စီတွေရှိသလိုဘယ်ဘက်ကိုသွားမယ်ဆိုရင်တော့အရှိပိုင်းတက္ကသိုလ်ကိုရောက်ရှိမှာဖြစ်ပါတယ်တိတ်တော့မဝေးတော့ဘူးပေါ့နော်နည်းနည်းလေး10မိနစ်လောက်မောင်းလိုက်တယ်ဆိုတာနဲ့တက္ကသိုလ်အရှိပိုင်းတက္ကသိုလ်ရောက်ရှိမှာဖြစ်ပါတယ်ဒီဘက်မချိုးပဲနဲ့တဲ့သွားမယ်ဆိုရင်တော့တန်လင်းကြောက်တန်းလမ်းမကြီးဖြစ်ပါတယ်ဒီနေရာလဲတကယ်ကိုစီတဲ့နေရာဖြစ်တယ်လူသွားလူလာလည်းအများများတဲ့နေရာတစ်ခုဖြစ်ပါတယ်ဖျားကုန်းလမ်းစုံဖြစ်ပါတယ်ဒီနေရာလေးကတော့ခုဆိုရင်ဖျားကုန်းလမ်းစုံကိုကြော်လာပြီးဆိုရင်တော့တောက်လျှောက်တဲ့မောင်းရင်တော့ကြောက်တန်းမြို့နယ်ကိုရောက်မှာဖြစ်တယ်ဒီတောက်လျှောက်မှာကြည့်မယ်ဆိုရင်လည်းတစ်ဖက်တစ်ချက်မှာရွာတွေရှိတယ်အဲ့ရွာတွေမှာဆိုရင်လည်းတကယ်ကိုနေလို့ထိုင်လို့ကောင်းပြီးတော့တရိပ်ဝါရိပ်တွေနဲ့ပြည့်တဲ့နေရာလေးဖြစ်တယ်ပေါ့နော်တန်လင်းမြို့နယ်ကတခြားသူတွေတော့မသိဘူးပေါ့နော်ကိုယ်အနေနဲ့ဆိုရင်တော့တကယ်ကိုနေမယ်ဆိုရင်နေချင်စရာကောင်းတဲ့မြို့လေးတစ်ခုဖြစ်တယ်ရန်ကုန်နဲ့လည်းအခုဆိုရင်အရန်ကြီးမဝေးဘူးတွားရေးလိုက်ရင်လွယ်ကူလင်းမြန်ပြီးတော့မြန်ဆန်သွားနိုင်တယ်မျိုးပြတွေနဲ့လည်းတိုက်တာမျိုးပြတွေနဲ့အရန်ထူထပ်နေပေမဲ့စိတ်ချင်းဆူဆူလေးနဲ့အေးချမ်းလေးနဲ့နေမယ်ဆိုရင်တော့တန်လင်းမျိုးနဲ့ကတကယ်ကိုနေလို့ကောင်းတဲ့နေရာလေးလို့ကိုယ့်ရဲ့တတိပုဂ္ဂလအနေနဲ့တော့မြင်မိပါတယ်အေးချမ်းလေးလည်းရှိတယ်တိတ်ဆိတ်လည်းရှိတယ်ပြောစရာလည်းကောင်းတဲ့နေရာလေးဖြစ်တယ်ဆိုတာကိုညဝေချင်ပါတယ်အခုကြည့်လိုက်ရင်တော့အိမ်နေမတွေ့ဘူးလို့ထင်ရပေမဲ့လို့အထဲမှာရွာတွေရှိတယ်ပေါ့နော်အိမ်နေလည်းအများကြီးရှိတယ်လမ်းမကြီးကနေဝင်သွားတဲ့ဆိုရင်တော့သူကရွာတွေအိမ်တွေကတော့သူ့ဟာလေးနဲ့သူရှိနေတာလေးကိုတွေ့ရမယ်ပေါ့နော်ဆိုတော့လမ်းမကြီးမှာဆိုရင်တော့အမျိုးစိတ်ချင်းဆူဆူလေးနဲ့ဆူဆူပြပြလေးနဲ့တွေ့ရမယ်လမ်းကတော့ဖြောင်ပြူနဲ့ဒီလိုမျိုးသွားရတဲ့နေရာလေးဖြစ်ပါတယ်ဒါကတော့တန်လင်းနည်းပညာတက္ကသိုလ်ဖြစ်ပါတယ်တန်လင်းမြို့နယ်ထဲမှာပဲရှိပါတယ်ဒါတော့တန်လင်းမြို့နယ်အစုံနေရာလေးဖြစ်တယ်ပေါ့နော်ဒီဘက်ကကြော်သွားရင်တော့ကြောက်တံမြို့နယ်ရဲ့အစဖြစ်ပါတယ်ဒါတော့တန်လင်းနည်းပညာတက္ကသိုလ်ဖြစ်ပါတယ်ဒါကတော့တန်လင်းကိုပြန်ဝင်လာတဲ့လမ်းဖြစ်တယ်ပေါ့နော်ဒါကတော့ဆေးရုံလမ်းကနေပြီးတော့တခုမြင်နေရတဲ့နေရာတော့တန်လင်းပြည်သူဆေးရုံကြီးဖြစ်တယ်အထွေထွေယောဂကုဆေးရုံကြီးတန်လင်းဖြစ်ပါတယ်ဆိုတော့ဒီကနေတောက်ရှောက်ဆင်းလာမယ်ဆိုရင်တော့တန်လင်းမြို့တွေကိုဝင်တဲ့လမ်းလေးပြန်ဝင်တဲ့လမ်းလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလမ်းကနေတဲဆင်းသွားမယ်ညဘက်ကိုချိုးပြီးတော့တဲသွားမယ်ဆိုရင်တော့တန်လင်းမြို့မှာဈေးကိုရောက်ရှိမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကလည်းတန်လင်းမြို့ရဲ့နှစ်လိုပဲကောင်းတဲ့နေရာတွေကတစ်ခုဖြစ်တယ်ဆိုတာလေးကိုပြဝေပေးချင်ပါတယ်ဒါတော့တန်လင်းမှာဆိုရင်တော့ပဲခူးစုရက်ကွက်လို့ခေါ်တယ်ပဲခူးစုရက်ကွက်ကျော်သွားရင်တော့ရှေ့မှာဆိုရင်တော့ထမင်ကုန်းရက်ကွက်ဖြစ်တယ်ပေါ့နော်ဆိုတော့ထမင်ကုန်းရက်ကွက်ရောက်ပြီဆိုတာနဲ့တန်လင်းမြို့မှာဈေးတွေကိုရောက်ဖို့အတွက်တိတ်မဝေးတော့ဘူးပေါ့နော်ဆိုတော့ဒီလေးပဲလိုပါတော့တယ်ဒါကတော့တန်လင်းမြို့မှာဈေးရောက်ပြီပေါ့နော်ဆိုတော့လိုင်းကားတော်များများကလည်းဒီတန်လင်းမြို့မှာဈေးကနေဖြတ်ပြီးတော့သွားတာဖြစ်တယ်အခုမြင်တွေ့ရတဲ့နေရာတော့တန်လင်းမြို့မှာဈေးကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဈေးထဲမှာဆိုရင်လိုအပ်တာမှန်သမျှမြို့မှာဈေးဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးဝယ်လို့ရတယ်အဝယ်စားတွေစားတောက်ကုန်တွေလူသုံးကုန်ပစ္စည်းတွေအကုန်လုံးဒီမှာတန်လင်းမြို့မှာဈေးထဲမှာလိုအပ်တာမှန်သမျှလာရောက်ပြီးတော့ဝယ်ယူကြနေအောင်လည်းတွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်ဆိုရင်ဒီနေရာလည်းအရန်ကိုစီတဲ့နေရာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဈေးချိန်ဆိုရင်တော့တော်တော်လေးစီပါတယ်လူသွားလူလာလည်းအရန်များပြီးတော့တော်တော်လေးလည်း crowded ဖြစ်တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့တန်လင်းမြို့ရဲ့အရန်ကြိုက်ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်အ
အခုကတော့တန်လင်းမျိုးကနေပြန်ထွက်နေတဲ့ထွက်လမ်းဖြစ်တယ်ပေါ့နော်ဆိုတော့ဝင်ရင်လည်းဒီလမ်းကဝင်တယ်လို့ထွက်ရင်လည်းဒီလမ်းကနေထွက်လို့ရတယ်ဒါကတော့တန်လင်းကိုတာကီတာဘက်ကနေလာတဲ့လမ်းအတွက်ရိုက်ပြထားခြင်းဖြစ်ပါတယ်နောက်တလမ်းကတော့တကုံစိတ်ကန်းကနေလာလို့လည်းရတယ်အဲ့ဒီတကုံစိတ်ကနေလာတဲ့လမ်းကတော့နောက်တလမ်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလမ်းနဲ့အပြိုင်နောက်တလမ်းလည်းရှိပါသေးတယ်အခုဆိုရင်ဒါကိုဖြတ်ပြီးရတဲ့တာကီတာမျိုးနယ်ကိုပြန်လည်ရောက်ရှိမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့သူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်တွေ့ဖို့ရန်အတွက်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်